မင်္ဂလာပါမိတ်ဆွေတို့ရေအားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီနေ့လည်းအပတ်စဉ်တူးတီဈေးကွက်ခံမှန်းချက်တွေကိုအားပေးနေတဲ့မိတ်ဆွေတွေအတွက်အချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ဖို့မမေ့ပါနဲ့နော်အသေးပိုင်းမှာမိတ်ဆွေတို့လက်မလွတ်တဲ့အရေးကြီးတဲ့ချက်တစ်ခုကိုလည်းပြောပြပြီးတော့မှာဖြစ်ပါတယ်ချိန်29ရက်6လ2026ကနေရက်9လ2026ထိတပတ်စာခံမှန်းချက်တွေကိုတင်ဆက်ပေးလိုက်ပါတယ်ဒီတစ်ပတ်အတွင်းမှာတေချာလာမဲ့ break ကတော့4ကိုနဲ့ပဲဖြစ်ပါတယ်စောမယ်မိတ်ဆွေတစ်ပတ်အတွင်းမပြောင်းနိုင်တဲ့ဈေးကွက်ပတ်တီးကတော့3ညစောမယ်မိတ်ဆွေဒီတစ်ပတ်အတွက်တတိအဖြစ်မွေအပိုးကိုလည်းစောင်းကြည့်ထားလိုက်ပါဒီတစ်ပတ်မှာဒူတော်များများသတိမထားမိတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒီချက်ကိုသတိထားမိတဲ့သူတွေကတော့ခွင့်ရေးကိုအရင်မြင်နိုင်ပါလိမ့်မယ်ဒါကြောင့်ဗီဒီယိုအဆုံးထိကြည့်ပြီးအသေးသေးကိုမလို့စီဖို့အရေးကြီးပါရဲ့နော်နေ့စဉ်ဈေးကွက်အခြေအနေတွေကအချိန်နဲ့ညာပြောင်းလဲနိုင်တာကြောင့်အခရီးသစ်တွေကိုအချိန်မီသိရှိနိုင်ဖို့ Telegram Channel Proso 2D564 ကို join လာပြီးပါ channel မှာလည်းနေ့စဉ်နဲ့ဈေးကွက်နေတိုင်းတွေကိုချိန်နဲ့တပြေးညီတင်ဆက်ပေးနေပါတယ်ဈေးကွက်နေတိုင်းတွေကိုနေ့စဉ်အချိန်နဲ့တပြေးညီတင်ဆက်ပေးနေမှာမို့လို့ channel လေးကို subscribe လုပ်ပြီးခေါင်းလုံးလေးကိုနှိပ်ထားဖို့မေးပါနဲ့ Telegram Channel @prosto 2D564 ကိုလည်း join လာပေးဖို့အကြံပြုလိုပါတယ်အားလုံးပဲအမြင်အားပေးမိတဲ့အတွက်အကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာတဲ့နောက်ဆုံးရ update တွေနဲ့ပြန်လည်တွေ့ဆုံရမယ်အားလုံးပဲကံကောင်းကြပါစေ